မင်္ဂလာပါကျွန်တော်တို့ Egan Spider ဖွဲ့ကနေကြိုဆိုလိုက်ပါတယ်ဒါကတော့ကျွန်တော်လူငယ်ကျွန်တော်တို့နောက်လာပဲလုံသမားလေးအတွက်ပေါ့နော်အခုတင်ပေးနေတဲ့လုံသမားလေးကိုကျွန်တော်ဒါကျိုးခေါင်းလေးကျွန်တော်ညီလေးတင်ပေးထားတဲ့အနေအထားလေးပဲဖြစ်ပါတယ်ဒီဟာဆိုရင်တော့အစာဦးလေးက9ရက်တိုင်လေးမြင့်မှာပေါ့နော်တစ်ဖက်မှာဆိုတော့ကျွန်တော်ငမွေးချောင်းလေးနဲ့ပေါ့နော်ဒါပြီးရင်ကျွန်တော်တို့ဟိုဘက်ဆိုင်လေးကိုသွားမှာပေါ့နော်အခုကတစ်ဖက်ဒီဘက်ချမ်းလေးပြီးရတဲ့ဒီမှာကျိုးခေါင်းလေးညီလေးတွေကိုတင်ပြနေတဲ့အနေအထားလေးပဲဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်တော့ကျွန်တော်တို့experience ရှိတဲ့လူလေးနဲ့ကျွန်တော်တို့ဆောင်ရွက်နေရပေါ့နော်ခုလိုမျိုးကျွန်တော်တို့ Egan Spider ဖွဲ့ကိုရုံးစရာအနေနဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်လိုချက်များရှိနေကျဉ်းညံများပေးနိုင်ပါခင်ဗျာခုဆိုကျွန်တော်တို့ဖွဲ့ဆိုရင်တော့ကျိုးတစ်လေးနဲ့အုတ်ထုပ်လေးမှားထားပါခင်ဗျာမကြမီထက်ရောက်အောင်ပေါ့နော်လက်ရှိကတော့ကျိုး9ခု6ခုလောက်နဲ့ကျွန်တော်တို့ကစားနေပေါ့နော်ကျွန်တော်တို့ဒုံစကမ်းဘက်မှာကျွန်တော်တို့လုပ်ဖို့အတွက်ကိုကျွန်တော်လူခေါ်ပါအောင်မယ်ခင်ဗျာကျွန်တော်အချိန်နဲ့ညီတပင်းကြီးတင်ဆက်ပေးပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်